မင်္ဂလာပါရွှေနက်ခက် channel ကနေကြိုဆိုပါရစေမြမရိုးရာမဟာဗုဒ္ဓဘေးတင်အရာအကျွင်းတွေရဲ့အကြောင်းနဲ့သူတို့တွေရဲ့စိတ်နေစိတ်ထားတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်မြမရိုးရာမဟာဗုဒ္ဓဘေးတင်ပညာမှာတစ်ကျွင်းသမားတွေဟာဆိုလို့ရှိရင်နေမင်းကြီးရဲ့အရှိန်အဝါကိုရရှိထားသူတွေပါလူတွေကတစ်ကျွင်းဆိုရင်ခေါင်းမာတဲ့ဒေါသကြီးရဲ့လို့ပဲမြင်ကြတာများပါတယ်ဒါပေမဲ့ဒီနေ့မှာတော့တစ်ကျွင်းဖွားတွေရဲ့အတွင်းစိတ်တွေကလှုပ်ဝက်ချက်အသက်အပိုင်းခြားလိုက်ကြုံရမယ့်အနေအမြင့်နဲ့မှန်လိုက်တာလို့ဝန်ခံရမယ့်စိတ်ပိုင်းဆိုင်ရာအချက်တွေကိုအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်။ထမဆုံးအနေနဲ့တစ်ကျွန်းသမားတွေရဲ့ပင်ကိုယ်စိတ်ကိုပြပြပါမယ်။တင်ကိုယ်တိုင်မှန်ဆက်စစ်ကြည့်ပါ။တစ်ကျွန်းသမားတွေဟာအပြင်ဘက်မှာစိတ်မာကတော့အတွင်းစိတ်မှုနေကြပါတယ်။သူတို့တွေကလူတွေရှိမှအမြဲတမ်းတမာရလို့ပြကြတယ်ပါ။ဒါပေမဲ့ညဘက်တွေတယောက်တည်းရှိနေချိန်မှာတော့သူတို့ကကလေးတယောက်လိုနှုတ်နေပြီးအခြားသူတွေရဲ့နှွေးထွေးတဲ့ကိစ္စမှုကိုတောင်းတနေကြရပါတယ်။ဒါကိုလူတွေကသူတို့ကမာကျောလုံးနဲ့ထင်ပြီးလာမချော့ရဲကြတာကတော့သူတို့အတွက်အားငယ်စရာဖြစ်နေတတ်ပါတယ်။အသေးအဖွဲကအစအကြီးကြီးစဉ်းစားတတ်ကြတယ်။လုပ်ငန်းခွင်မှာဆုံးဖြတ်ချက်ကြီးကြီးမားမားချနိုင်ပေမဲ့ချစ်ရသူပြောလိုက်တဲ့လေတံအေးဆက်ဆက်တစ်ခုကိုတော့နေကုန်ခေါင်းထဲထည့်ထားပြီးစိတ်မကောင်းဖြစ်နေတဲ့သူတွေပါ။ငါ့ကိုဘာလို့ဒီလိုပြောရလဲဆိုတဲ့အတွေးနဲ့ကိုနှိပ်စက်နေတတ်တာလဲတစ်ကျွန်းသမားတွေရဲ့အားနည်းချက်တစ်ခုပဲဖြစ်ပါတယ်။သူများစီကဆိုရင်အကူအညီတောင်းဖို့ဝင်လေးတတ်ကြတယ်။သူများဒုက္ခရောက်ရင်တော့ရှေ့ဆုံးကကူညီပေမဲ့ကိုယ်တိုင်ဒုက္ခရောက်ရင်တော့ငါ့ဘာသာဖြစ်ရှင်းမယ်ဆိုတဲ့မှန်ကြောင့်ဘသူ့ကိုမှအာမကိုပဲကြိတ်ခံစားနေတတ်ပါတယ်။သူတို့ဟာမင်းအဆင်ပြေလာလို့အမေးခံရရင်တော့ပြေပါတယ်လို့အလိုလိုညာပြောမိတတ်တဲ့သူမျိုးဖြစ်ပါတယ်။အမေညံနေမဲ့အမတ်သေးကြီးကြီးရဲ့သူတွေဖြစ်ကြတယ်။စိတ်ဆိုးရင်မီးတောင်ပေါက်ကွဲလို့ပြင်းထန်ပေမဲ့ခဏနေပြန်ပြီးတော့စိတ်အေးသွားကြပါတယ်။ဒါပေမဲ့သူတို့ပေါ်တစ္ဆာဖောက်ခဲ့သူကိုတော့ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ခွန်းလွတ်ပေးလိုက်တယ်လို့ပြောရင်တော့သူတို့ရဲ့စိတ်ထဲမှာတော့အဲ့ဒီလူတွေနေရာမရှိတော့တာမျိုးဖြစ်တတ်ပါတယ်။အသက်အပိုင်းခြားလိုက်တစ်ကျွန်းသမားတွေရဲ့ကံကြမ္မာအကြောင်းကိုလည်းဆက်လက်ပြီးပြောကြားပေးသွားမှာဖြစ်ပါတယ်။တစ်ကျွန်းသမားတွေကဆိုလို့ရှိရင်ဘဝအစပြိုးချိန်ဖြစ်တဲ့အသက်တစ်နှစ်ကနေပြီးတော့25နှစ်အတွင်းမှာဆိုလို့ရှိရင်ငယ်စဉ်ဘဝမှာအကြီးအကဲတွေရဲ့ဖိနှိပ်မှုကိုခံရတတ်တယ်လို့မိမိရဲ့ထူးခြားတဲ့စရိုက်ကြောင့်ပတ်ဝန်းကျင်တဲ့တစ်ခါတလေတယောက်တည်းဖြစ်နေတတ်ပါတယ်။ပညာရေးမှာထူးချွန်နိုင်ပေမဲ့စိတ်လေလွင့်မှုကြောင့်အခွင့်အရေးချုပ်ကိုလည်းလက်လွတ်ရတတ်တာလေဒီတစ်ကျွန်းသမားတွေပဲဖြစ်ပါတယ်။အသက်26နှစ်မှ45နှစ်အတွင်းမှာဆိုရင်တော့တစ်ကျွန်းသမားတွေအတွက်နေမင်းထွန်းတောက်ဆုံးအချိန်မှာအလောက်ကိုင်းယာရုဌာနတွေတက်လန်းရှိပါတယ်။ဒါပေမဲ့သတိထားရမှာကတော့အဲ့ဒီတောက်ပမှုနဲ့အတူတိုက်ခံတွေအများများလာပါလိမ့်မယ်။အောင်မြင်မှုရလေရန်သူများလေဖြစ်တတ်တဲ့ကာလပါ။အိမ်အောင်ရေးမှာလည်းအပေးယူမှုများတိုင်ရင်ဒီအရွယ်မှာအဖို့အထစ်တွေအများဆုံးကြုံရတတ်ပါတယ်။အသက်46နှစ်ကနေပြီးတော့ဘဝနှောင်းပိုင်းအချိန်မှာဆိုလို့ရှိရင်တော့ဘဝရဲ့အတွေ့အကြုံတွေကြောင့်ပို့ပြီးတော့တည်ငြိမ်လာတတ်တဲ့ဥစ္စာပစ္စည်းအခြေအကျရှိနေတတ်ပေမဲ့ကျန်းမာရေးမှာတော့မျက်စိ၊အုံနောက်နဲ့သွေးတိုးရောဂါတွေကိုအထူးသတိထားရမယ့်အချိန်ဖြစ်ပါတယ်။အလှူဒန်းတဲ့ဘာသာရေးဘက်ကိုပို့ပြီးစိတ်ညစ်သွားတဲ့ကာလပါပဲ။ဆက်ပြီးတော့တစ်ကျွန်းသမားတွေကံပွင့်စေမဲ့လှုပ်ဝက်ချက်နဲ့ရေရာလေးကိုပြောပြပေးသွားပါမယ်။တစ်ကျွန်းသမားတွေကံပိတ်နေပြီဆိုရင်တော့တဲ့ရဲ့ဒေါသနဲ့စကလုံးကြောင့်ဖြစ်ဖို့90%သိကြပါတယ်။တဲ့ရဲ့အရှိန်အဝါကိုပြန်လည်မြင့်တင်မှုဆိုရင်နံပါတ်1တနင်္ဂနွေနေ့မှာအုံသီစွန်သို့မဟုတ်အုံလို့ခေါက်ဆွဲဖျားကိုလှူဒန်းပါနဲ့မိဘသို့မဟုတ်ဆရာသမားတွေကိုအမြဲဥတည်ထားပါ3နေရဲ့အရှိမြောက်ဘက်မှာရေအိုးအေးအေးလေးထားပေးခြင်းဟာလည်းတဲ့ရဲ့ပူပြင်းတဲ့အရှိန်ကိုငြိမ်းစေပြီးတော့ကံပွင့်စေပါတယ်အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့တစ်ကျွန်းသမားတွေကလောကကိုအလင်းပေးမဲ့ခေါင်းဆောင်ကောင်းတွေဖြစ်ပါတယ်မိမိရဲ့မာမာနာကိုလျှော့ပြီးတော့မေတ္တာတရားနဲ့ပေါင်းစပ်နိုင်မယ်ဆိုရင်တော့သင်ဖို့ဟာဘယ်တော့မှမဝင်တဲ့နေမင်းကြီးလိုတောက်ပနေမှာပါကဲတစ်ကျွန်းသမားတွေအတွက်ဒီဟောပြောချက်ကဘယ်လောက်ထိအမှန်ကန်လဲဆိုတာကိုကွန်မန့်မှာရေးသွားပေးပါအောင်နော်သင်ဘဝအတွက်ဘယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေစောင့်ရန်ရှောင်ရန်အကြောင်းအရာတွေကိုသိဖို့ဆိုရင်တော့ကျမတို့ရဲ့ရွှေနက်ခက် channel လေးကို like and subscribe လုပ်ဖို့လည်းဖိတ်ခေါ်ပါရရှင်နောက်ထပ်နှစ်ကျွန်းသမားတွေအကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြမှာမို့ကျမတို့ရဲ့ရွှေနက်ခက် channel လေးကို subscribe လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့ဦးနော်အားလုံးပဲကံကောင်းကြပါစေ။